ကျွန်တော်နယ်ဘက်ကထွက်တဲ့ကုန်းရွက်တွေဘာကုန်းကုန်းတို့က ဟုတ်ပါဘူးဒါတွေကဒါကုန်းလို့မဟုတ်ဘူး ချမ်းကုန်းလား ချမ်းကုန်း ချမ်းကုန်းဘယ်စီ ကိုတာ 9တောင်စုံနော်ဟာအင်းကတောင်း2တောင် အခုကြော်ဒီဈေးကြော်နေတယ် ဒါကုန်းရွက်တွေစီးထားတာဒါကွန်ဒီ ဒီတော့ပါပြီမလုပ်ပါနဲ့တော့ ဟိုရာမာလာတဲ့ကုန်းရွက်ကုန်းရဟုတ်ပြီ မရှိရောက်နေတော့ ကျွန်တော်နိုင်ငံမှာဒါပဲရှိတာဥပမာထိုင်းမှာဆိုကုန်းဒီကုန်းရွက်ကိုအဲ့လိုကုန်းရဆိုင်မရှိလို့ကျွန်တော်တို့မှာဟိုနဲ့လောက်ရလေဈေးထဲမှာကုန်းရွက်ဝယ်ကုန်းဒီဝယ်ပြီးတော့ကိုယ့်ကိုရစားတာဖိုးကြီးဖွားကြီးတွေကငရုတ်စုံနဲ့ထဲထောင်း မရှိကိုရမနေဦးမနော် ဖိုးကြီးဖွားကြီးတွေကြတော့သူဒါပဲနှစ်စိတ်တာနှစ်စိတ်အကြီးပေါ့ ရှိတယ်ဟဲ့တော့မ one sit တူဒါမာစီငရုတ်စုံနဲ့ထဲထောင်းပြီးတော့စားတာလေကုန်းဒီကြတော့သူတို့အပင်းတွေအလှဆိုင်ထားတာนี่မောက်ပြမယ်ဒီဗီဒီယိုအဲ့ဒီအပင်မော်တက်ခုခိုင်းတာသူကဘတ်20ဘိုးဆိုရတယ်ကွာဘတ်20ဘိုးဆိုရတက်ခုဟောအိမ်ပြန်ရစပေါ့ဈေးကောင်းပြီးတော့ကွန်ပျူတာတော်တော်ရတာဒီကဈေးကြံနေတယ် ဒီတသိန်းလောက်ရမယ် ခုနေ့ကငါစီလာပို့တာ9000နဲ့9000နဲ့4000ပို့လာတယ်ဈေးကောင်းတော့ဆိုတော့ဒါ3000လေဒီမှာမိုးမှန်တော့နည်းနည်းကြောက်သွားတာဒီကဒီဆိုပြန်ကောင်းနေပြီအိမ်နဲ့မထားရတော့ဘူးခုနေ့ကပါသွားအိမ်နဲ့ထားလို့ထားတယ်ဒီနေ့တွေလည်းလုပ်ကြတယ်နောက်ဒီကငါတို့လုပ်ကြတယ်ဘယ်နှပိတ်သားလောက်ရှိမယ် ငါလေးတွေတောင်50မတနေ့3ပိတ်သားလောက်ကောင်းတယ်လား